မင်္ဂလာပါကျွန်တော်ကအခုဗုဒ္ဓရဲ့တပည့်တယောက်ဖြစ်သွားပြီဆိုတော့ကျွန်တော်၅ပါးသီလကိုသေဒီထိကျွန်တော်ဆွဆွဲမြင်းမြင်းဖြစ်သွားပြီလို့ကိုအာမခံနိုင်ပါတယ်နောက်တစ်ခုကတော့အာမခံစရာမလိုတဲ့အရာကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တိုင်းလူတိုင်းပေါ့နော်လောက်ထားပြီးသားတော့ဖြစ်မယ်တိုးတော့ကျွန်တော်ကတော့လုံးဝ confirm ထားပြီးသားပါအဲ့ဒါကတော့ကျွန်တော်ရဲ့ခန္ဓာကိုယ်ကောင်းစားခြေဆုံးတရဏဂုံကျွန်တော်ခြုံထားပြီးတော့ပါပြီအဲ့ဒီအတွက်ကြောင့်ကျွန်တော်အနေနဲ့ကျွန်တော်လုံးမဲ့အလုတ်ကင်မှန်သမျှဒီကောင်းကျိုးတွေကြည်တီးတန့်ဖြစ်နေလိမ့်မယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ငါးပါးသီလနဲ့ပတ်သက်တယ်ဆိုရင်လည်းကျွန်တော်ကိုအချိန်မရွေးနေရာမရွေးကျွန်တော်ကိုထောက်ပြဝေဖန်ပြောဆိုပိုင်းခြားနိုင်ပါတယ်ကျွန်တော်တခုခုလွဲမှားတာရှိနေတယ်ဆိုရင်တော့ကျွန်တော်အချိန်မရွေးပြောလို့ရပါတယ်ကျွန်တော်ရဲ့ရည်ရွယ်ချက်ကကျွန်တော်ဒီဘဝမှာအဟောင်းနေရှိခဲ့သည်ရှိတော့အရာအားလုံးတစ်ခုမှကြံကိုကျွန်တော်အချိန်တိုင်းတာတစ်ခုပေးထားတယ်အဲ့ဒီအတွင်းကိုကျွန်တော်အဟောင်းဆိုတဲ့အရာထဲမှာအရာအားလုံးပါပါတယ်အရာအားလုံးဆက်မယ်မိဘအစားတရားဓမ္မနဲ့ဆက်ဖို့ကျွန်တော်မှာအတိညာရှိပြီးသားပါအခုလည်းစူးစမ်းနေပါတယ်နောက်တစ်ခုအသစ်တွေမှာတော့အမှားလုံးဝကင်းနိုင်အောင်ကျွန်တော်အတွက်အကောင်းဆုံးတော့စူးစမ်းသွားမယ်လူဆိုတာအမှားနဲ့မကင်းနိုင်တော့ညာကျွန်တော်ဒီ၅ပါးသီလပေါင်းတဲ့အနေမှာပဲကျွန်တော်ထိမ့်သိမ်းနဲ့တိထပ်ပို့ပြီးသီလတွေထပ်မြင်နိုင်အောင်ကျွန်တော်စူးစမ်းသွားပါမယ်ဗျလူတိုင်းကလည်းကျွန်တော်နဲ့ပတ်သက်သမျှတော့တူးတယောက်ချင်းစီတိုင်းကလည်းအကျိုးစီးပွားတွေအားလုံးရရှိနိုင်ကြပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပါတယ်တခုတော့ရှိပါတယ်ကျွန်တော်စီကနေရမယ်အခွင့်အလန်းတွေအလောက်ကိုင်းနေနဲ့တခြားသောစိတ်ပိုင်းဆိုင်ရာချမ်းသာမှုတွေရုပ်ပိုင်းဆိုင်ရာကျန်းမာမှုတွေနဲ့တခြားသောပညာရည်များစွာသည်၅ပါးသီလလုံးမသာလျင်၅ပါးသီလလုံးမသာလျင်ကျွန်တော်အနေနဲ့ sharing လုပ်ပေးမှာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်လူသားအားလုံးစီကံရှိကြပါပရလောကကစီးပေါက်နေတာကတကယ်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဘာလို့လဲဆိုရင်၅ပါးသီလမလုံမလူလောကကိုရှင်သန်လို့ရတယ်လို့ဖြစ်နေတယ်ဒါမဲ့အဲ့ဒါလူလောကမဟုတ်ပရလောကဖြစ်နေကျွန်တော်တို့လူလောကမှာစကားတိုင်းကသစ္စာတည်တယ်ဗျဆိုကဲစီမြဲစီပဲဖြစ်ပြီးတော့ဂတိသစ္စာတိုင်းကတကယ်ຫນွေမြတ်တပင်ကိုဆေးပတ်ဝင်စေတယ်လို့ပဲကျွန်တော်တို့ရဲ့ဘဝတွေကျွန်တော်တို့ရဲ့အနာဂတ်တွေကျွန်တော်တို့ဘဝအနာဂတ်ငြိမ်းချမ်းမှုနဲ့ဘာသာတရားနဲ့ငြိမ်းချမ်းစီလုံးလုံးနေနိုင်ဖို့အတွက်ကျွန်တော်တို့တွေအတူတူစီကံရှိကြရအောင်လားဗျာเนาะ